နဲ့မော်လေးမြစ်စင်းနှလုံးဖွင့်နေမနဲ့ဆာဆာနေမှာပေါ့နော်စိတ်ထဲမှာတော့အိုးကိုဖွင့်လိုက်တဲ့အချိန်မှာတော့အိုးဖြစ်သွားတယ်အဲ့ဒါနဲ့အခန်းမှာပါရှိလဲတော့လိုက်မွေကြည့်လိုက်သေးတယ်။အော်ဒါနဲ့မနဲ့တော့ကမိုင်းလို့လား overday လားမသိဘူးအဲ့တဲ့ထဲလိုက်တာခုမှတတိရတယ်ဆိုတော့ဟောတွေ့ပြီကျုပ်ရှိတယ်ဆိုတော့ overday ကိုကျုပ်နဲ့ရောပြီးပူတေလောက်လိုက်မယ်။အရင်ဆုံးကျုပ်ကိုဖောက်ထဲလိုက်တယ်ပြီးမွေပေးလိုက်တယ်။မွေပြီး overday တစ်ထုပ်ကိုထဲလိုက်တယ်။ပြီးစားနှင်းငယ်ကိုထဲမယ်တကြားအနေငယ်ကိုထဲလိုက်တယ်။တမတော့အောင်မွေပေးလိုက်တယ်။သူများတွေကနိုးနဲ့လောက်ကြရတယ်ပေါ့နော်ကျမကတော့နိုးလည်းမရှိဘူးပတ်စံကလည်းလက်မကုတ်သေးဘူးကုတ်သွားတာကြာပြီဆိုတော့စီးတဲ့ဟာနဲ့ပဲလှုပ်လိုက်တယ်ကိုအပေးလိုက်ရ fighting လို့ဟဲအဲ့ဒီချိန်မှာပဲကြက်သွားပါပြီ wow ဘာကြီးလဲမသိဘူးမစိုးပါဘူးကောင်းမဲ့ပုံပဲစားကြည့်လိုက်မယ်အရင်ကောင်းတယ်ကွယ်ဘူးလက်ရလည်းမသိဘူး bye bye ဒါပဲနော် bye bye